ရေးရင်ပြီးသွက်လက်တဲ့မင်းသမီးလေးယာယာဟာသူမရဲ့တစ္ဆာရှိအဖော်မွန်တုတ်တုတ်နဲ့အတူလျှို့ဝှက်စမ်းကြဲတဲ့ရှေးဟောင်းဗိမာန်တစ်ခုတည်းကိုတိတ်တဆိတ်ဝင်ရောက်ခဲ့ပါတယ်။လန်ခီမှာရှိတဲ့ထောင်ချောက်တွေနဲ့အခက်ခဲတွေကိုအောင်မြင်စွာကြော်ဖြတ်ပြီးတဲ့နောက်လင်းလက်တောက်ပနေတဲ့မှော်ကြောက်တုံးရှိရာနေရာကိုရောက်ရှိသွားခဲ့ပြီးအဲ့ဒီနေရာမှာယာယာဟာမျက်နှာဖုံးစွပ်ထားတဲ့အဆောင်အရှောက်တစ်ယောက်နဲ့ရင်ဆိုင်လိုက်ရပါတယ်။နှစ်ယောက်သားပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြပြီးမြနောက်ဆုံးမှာတော့ယာယာရှုံးနိမ့်သွားခဲ့ရပြီးအဲ့ဒီအချိန်မှာပဲအဆောင်အရှောက်ဟာတခြားသူမဟုတ်ဖေသမီးဖြစ်သူကိုနောက်ဆုံးအကြိမ်အဖြစ်စမ်းသပ်ခဲ့တဲ့ဖခင်ဖြစ်သူအကြီးအကဲဖန်ဂျာဖြစ်နေတာကိုသိလိုက်ရပါတယ်။ဖခင်ဖြစ်သူကလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကလေးကဒရုန်းလို့ခေါ်တဲ့မိစ္ဆာကောင်ကြီးရန်ကနေကဘာကြီးကိုကဲတင်ခဲ့တဲ့ဒီနဂါးကြောင့်မြတ်ယတနာကိုကာကွယ်စောင့်ရှောက်ဖို့ဟာသူတို့မျိုးရိုးရဲ့တတဝန်ဖြစ်တယ်လို့ပြောပြခဲ့ပြီးယာယာကိုကြောင့်မြတ်ယတနာရဲ့အဆောင်အရှောက်အသစ်အဖြစ်ခန့်အပ်လိုက်ပါတယ်။အဲ့ဒီနောက်နန်းတော်လေးမှာကူမန်ဒရာရဲ့ကြံရှိတဲ့မျိုးနွယ်စု9စုရောက်ရှိလာတော့မယ့်အကြောင်းဆွေးနွေးကြပြီးယာယာကတော့စစ်ပွဲအတွက်အသင့်ပြင်ထားကလက်နက်ကရိယာကျွမ်းကျင်တဲ့အမီးပိုင်းမျိုးနွယ်စုပရိယေကျွေဝါတဲ့လက်သေးပိုင်းမျိုးနွယ်စုခွန်အားပလကြီးမားတဲ့ကြောရိုးပိုင်းမျိုးနွယ်စုနဲ့အကျန်းတန်းဆုံးစစ်တပ်ရှိတဲ့အဆွဲပိုင်းမျိုးနွယ်စုဆိုပြီးအားသာချက်တွေကိုရည်တွက်ပြခဲ့ပါတယ်။ယာယာကတိုက်ခိုက်ဖို့ပြင်ဆင်နေပေမဲ့ဖခင်ဖြစ်သူကတားဆီးပြီးအချင်းချင်းပြန်မယုံကြည်ကြဘူးဆိုရင်တယောက်ကိုတယောက်ဖျက်ဆီးမိကြလိမ့်မယ်လို့ပြောကကူမန်ဒရာကိုငင်းချမ်းတဲ့နိုင်ငံတော်အဖြစ်ပြန်လေတိဆောက်ချင်တာကြောင့်မျိုးနွယ်စုအားလုံးကိုနန်းတော်သို့ဖိတ်ကြားခဲ့ပါတယ်။သူကရာစုနှစ်ပေါင်းများစွာရန်သူဖြစ်ခဲ့ကြပေမဲ့ဒီနေ့မှာတော့အတိတ်ကိုမိပြီးစီးလုံးကြဖို့ကြိုးစိုးနှုတ်ခွန်းစကားပြောကြခဲ့ပြီးအစပိုင်းမှာအားလုံးကဝီခွေးမရဖြစ်နေပြီမြယာယာကစတင်လက်ကမ်းလိုက်တဲ့အခါအဆွေမျိုးနွယ်စုရဲ့မင်းသမီးလေးနာမာရီကလည်းလက်ပြန်ကမ်းခဲ့လို့သူတို့နှစ်ယောက်ဟာချက်ချင်းဆိုသလိုတငယ်ချင်းဖြစ်သွားပြီးအတူတူစားတော့ကြပါတယ်။နာမာရီကယာယာကိုရှီဟောင်းမိပုံတစ်ခုပြပြီးနောက်ဆုံးကြံခဲ့တဲ့နဂါးမလေးစီစုဟာတည်ဆုံးခြင်းမရှိပေသမုဒ္ဒရာလေးမှာအိပ်ပျော်မိစေဖြစ်နိုင်ကြောင်းပြောပြခဲ့ပြီးယာယာရဲ့ယုံကြည်မှုကိုရဖို့အတွက်အဖိုးတန်နဂါးဆွေးသီးလေးတစ်ခုကိုလက်ဆောင်ပေးခဲ့ပါတယ်။နှစ်ပေါင်းများစွာပင်ပန်းဆင်းရဲစွာရှာဖွေခဲ့ပြီးနောက်ယာယာဟာအရွယ်ရောက်လာခဲ့ပြီးသူမဟာကြီးမားတဲ့အဖော်မွန်တုတ်နဲ့အတူကူမန်ဒရာရဲ့6တွေ့နေတဲ့မြေချောင်းတွေနဲ့တဲကန်တားရတွေတစ်လျှောက်နောက်ဆုံးမျောလင်းချက်ကိုရှာဖွေနေခဲ့ပါတယ်။မြေပုံရဲ့အဆုံးသက်ကိုရောက်တဲ့အခါမှောင်မိုက်တဲ့မီးခွင်းငွေတွေနဲ့ဖွဲ့စည်းထားတဲ့အန်ဒီရဲ့ရှိတဲ့ဒရုန်းမိတ်စာတွေနဲ့တိုးခဲ့ပေမဲ့ယာယာကသူမစီမှာရှိတဲ့ကြောက်တုံးအစအနာရဲ့အလင်းရောင်နဲ့မောင်းထုတ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာ6တွေ့နေတဲ့မြေကျမ်းပြေမှာတောင်တင်နေတဲ့သင်္ဘောဦးကြီးတစ်စင်းစီရောက်သွားခဲ့ပြီးအနီးနားကဂူတစ်ခုထဲမှာရေအနှဲငယ်ကြန့်ရှိနေတာကိုတွေ့လိုက်ရပါတယ်။ယာယာကအဲ့ဒီနေရာမှာမီးအိမ်တွေထွန်းပြီးတုံရင်နေတဲ့အတန်နဲ့ဆူတောင်းခဲ့ကဒါဟာကဘာကြီးကိုကဲတင်ဖို့နောက်ဆုံးအခွင့်ရေးပဲလို့ဆိုပြီးနာမာရီပေးခဲ့တဲ့နဂါးဆွဲသီးလေးပုံကိုရီဖတ်ဖြန်းပြီးစီဆိုကိုစိတ်နှလုံးအကျွမ်းမဲ့အောက်မိတန်းထားလိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲဂူထဲကရီတွေဟာလီထဲမှာမှောဆန်စွာပြန်ဝဲလာပြီးတောက်ပတဲ့အလင်းရောင်နဲ့အတူကဘာပေါ်ကနောက်ဆုံးနဂါးမာလီစီဆိုပေါ်လာပါတော့တယ်။စီဆိုကိုမြင်လိုက်ရတဲ့အတွက်ယာယာအလွန်ဝမ်းသာသွားသလိုစီဆိုကလည်းကြောက်ရွံ့မဖြစ်သေးတဲ့လူသားတစ်ယောက်ကိုတွေ့ရတဲ့အတွက်အံ့ဩဝမ်းသာဖြစ်သွားပြီးလွန်ခဲ့တဲ့နှစ်ပေါင်း900ကစီဆိုကဘာကြီးကိုကဲတင်ခဲ့ပုံကိုယာယာကပြောပြတဲ့အခါစီဆိုကသူမတယောက်တည်းလုပ်ခဲ့တာမဟုတ်ပဲဒီကြောက်တုံးရဲ့ဆွမ်းအားကသူမရဲ့မောင်နှမတွေရဲ့ဆွမ်းအားဖြစ်ပြီးသူမကတုံးဆွဲခဲ့ယုံတင်ပါလို့နှိမ်ချစွာပြောပြပါခဲ့တယ်။စီဆိုကကြောက်တုံးအစကိုကင်လိုက်တာနဲ့သူမရဲ့အကူဖြစ်သူရဲ့ဆွမ်းအားကိုခံစားမိပြီးခန္ဓာကိုယ်တစ်ခုလုံးလှင်းလက်လာကကြံတဲ့ကြောက်တုံးအစတွေကိုသာစုစည်းနိုင်ရင်စီဆိုရဲ့ဆွမ်းအားတွေနဲ့အတူကဘာကြီးကိုပြန်လဲအသက်သွင်းနိုင်မယ်ဆိုတာကိုယာယာသိရှိသွားပါတယ်။တစ်ဖက်မှာလည်းအဆွေမျိုးနေစုရဲ့မင်းသမီးလေးနာမာရီဟာယာယာရဲ့လက်စုပ်ကိုတွေ့ရှိသွားပြီးယာယာအသက်ရှင်နေဒီမှန်သိသွားတာကြောင့်စစ်တပ်နဲ့အတူလိုက်လံရှာဖွေခဲ့ပြီးမြယာယာတို့ကအချိန်မီထွက်ခွာသွားခဲ့ပါပြီ။ယာယာနဲ့စီဆိုတို့ဟာအမိပိုင်းမျိုးနေစုရဲ့တဲကန်တာယာဒီတာကိုအရင်ဆုံးရောက်ရှိလာခဲ့ပြီးအဲ့ဒီနေရာမှာဆင်ထားတဲ့အန်ဒီရဲ့ရှိတဲ့ထောက်ချောက်ကိုယာယာကလင်းမြန်ဖြတ်လက်မှုနဲ့ကြိုးဖြတ်ခဲ့ပြီးမြစီဆိုကတော့ရီကူပြီးစက္ကန့်ပိုင်းအတွင်းကြိုးဖြတ်ပြခဲ့လို့ယာယာအံ့ဩသွားရပါတယ်။ကူလန်းချောင်းအတိုင်းသွားရင်းနဲ့ထိလိုက်တာနဲ့ဘုံတို့ပေါက်ကွဲတတ်တဲ့ပဒံဘုံပိုးကောင်းနေနဲ့တိုးခဲ့ပြီးမြအောင်မြင်စွာကြိုးဖြတ်နိုင်ခဲ့ပြီးကူအစုံကိုရောက်တဲ့အခါအမိမျိုးနေစုရဲ့ခေါင်းဆောင်ဟာတိဆုံးသွားပြီးအယူစုပဲကြံတော့တာကိုတွေ့ရပါတယ်။ယာယာကထောက်ချောင်းမိမှာဆိုလို့တစ်တာတော့ကိုတုံးပြီးဒုတိယမြောက်ကြောက်တုံးအစကိုဂယူတစိုက်ယူခဲ့ပြီးစီဆိုကအဲ့ဒီကြောက်တုံးကိုထိလိုက်တဲ့အခါသူမရဲ့အမဖြစ်သူရဲ့ဆွမ်းအားကိုရရှိပြီးလူသားအဝင်ကိုစစ်ကြိုက်ပြောင်းလဲနိုင်စွမ်းရရှိသွားပါတယ်။ဒါပေမဲ့နာမာရီကစစ်တပ်နဲ့အတူထပ်မံရောက်ရှိလာပြီးယာယာကိုဖမ်းဆီးဖို့ကြိုးစားလို့ယာယာကကူထဲကတစ်တာတိုင်တွေကိုရိုက်ချိုးလိုက်ရကနေတိတ်တွေပြူကြပြီးနာမာရီရဲ့စစ်တီတွေပိတ်မိနေတော့တုတ်တုတ်ကိုစီးပြီးထွက်ပြေးခဲ့ကြပါတယ်။ယာယာကနာမာရီရဲ့ချင်းပီကြီးတွေဟာရီကြောက်မှန်တီလူမြစ်ထဲကိုခုတ်ချခဲ့ပြီးအဲ့ဒီမှာရီပိုစားတော့တောင်ဖွင့်ထားတဲ့ဘုံလူခေါ်တဲ့ကောက်လေးတစ်ယောက်ရဲ့ဆက်လီပေါ်ရောက်သွားကယာယာကသူ့ကိုပတ်စံပြီးလက်သိမ်းမျိုးနေစုစီမောင်းပြခိုင်းခဲ့ပါတယ်။လန်ခီမှာသူတို့ဟာရီပီပေါ်မှာပဲမြုပ်တီထားတဲ့လက်သိမ်းမျိုးနေစုစီရောက်ရှိခဲ့ပြီးအဲ့ဒီမျိုးမှာတော့ဓာရုံးတွေချောင်းအထီးကျန်နေရတဲ့ကလေးမလေးနွိုင်းနဲ့ညောက်တုံးကောက်အဖွဲကိုယာယာတယောက်မဟာမိအဖြစ်စီစုနိုင်ခဲ့ပါတယ်။ဒါပေမဲ့လက်သိမ်းမျိုးနေစုကိုလှိမ့်စားအုပ်ချုပ်နေတဲ့အဖွာဦးထန်းဟူဟာစီစုကိုဓာရုံးတွေရှိမှပိတ်လုပ်ပြီးချိန်ချောက်ခဲ့လို့ယာယာကအသက်ဆိုးဝေခဲ့ကတတိယမြောက်ကြောက်တုံးအစာကိုလှီးယူခဲ့ရပါတယ်။အဲ့ဒီနောက်နှိမ်ဖုံးနေတဲ့ကြိုယုံမျိုးနေစုနေကိုဆက်လက်ထွက်ခွာခဲ့ပြီးအဲ့ဒီမှာထောက်ချောင်းမိကြံ့ကြီးခဲ့တဲ့စစ်တီတို့ကြီးတွန်းနေစုံတွေ့ခဲ့ပါတယ်။နာမာရီရဲ့စစ်တပ်ကထပ်မံဝိုင်းရံလာတဲ့အခါယာယာကအဖွဲသားတွေကိုကဲ့တင်ဖို့နာမာရီကိုတယောက်ထဲထွက်တိုက်ခဲ့ပြီးမြအင်အားကြီးမလှလို့အခြေအနေမလှဖြစ်နေစေစီဆိုဟာသူမရဲ့နှခါအဝိအမှန်ကိုပြပြီးယာယာကိုကဲ့တင်ခဲ့ပါတယ်။စီဆိုရဲ့ဖြစ်တည်မှုကိုမြင်သွားတဲ့တုံးဟာစတုတ်ထားမြောက်ကြောက်တုံးအစာကိုပေးအပ်ခဲ့ပြီးစီဆိုဟာမိုးနေမျိုးကိုတွေကိုဖန်တီးနိုင်တဲ့စွမ်းအားတွေထပ်မံရရှိသွားကယာယာကိုလေနာမာရီအပေါ်ပြန်လေယုံကြည်ဖို့တိုက်တွန်းခဲ့ပါတယ်။ညဘက်မှာတော့သူတို့ဟာနာမာရီနဲ့တွားရောက်တွေ့ဆုံခဲ့ပြီးနာမာရီကသူမရဲ့ကြောက်တုံးအစကိုမြေပြင်ပေါ်ချထားခဲ့ပေမဲ့
ရာရာကကြောက်တုံးထုတ်ဖို့ပြင်တဲ့အချိန်မှာနာမာရီကဒူးလေးကိုမြောက်ပြီးစီဆူနဲ့ကြောက်တုံးအားလုံးကိုလူယူဖို့ကြိုးစားပါတယ်စီဆူကနာမာရီကိုယုံကြည်မှုအပြည့်နဲ့ရှေ့ကိုတိုးသွားခဲ့ပေမဲ့ရာရာကနာမာရီကိုမယုံကြည်တဲ့အတွက်ဓာတ်နဲ့ဝင်ရောက်တိုက်ခိုက်ရာကနေနာမာရီရဲ့လက်ချော်ပြီးပစ်လိုက်တဲ့မြားဟာစီဆူကိုထိမှန်သွားပြီးစီဆူဟာရေထဲကိုကျဆင်းကတိတ်ဆုံးသွားခဲ့ပါတယ်စီဆူမရှိတော့တဲ့အတွက်ကဘာပေါ်ကရေထုတွေအားလုံးခြောက်သွေ့သွားပြီး drone တွေကိုတားဆီးထားတဲ့မော့အတားဆီးတွေပြက်ပြဲသွားကမိစ္ဆာတွေဟာတမျိုးလုံးကိုဝင်ရောက်တိုက်ခိုက်ကြပြီးရာရာကတော့ဒေါသအမျက်ချောင်းချောင်းထွက်ကနာမာရီနောက်ကိုလိုက်လံတိုက်ခိုက်ပါတယ်အပြင်းထန်တိုက်ခိုက်ပြီးနောက်ရာရာကနာမာရီကိုမြေပြင်ပေါ်လှဲသိမ့်နိုင်ခဲ့ပေမဲ့နာမာရီကသူမအနေနဲ့စီဆူကိုမတတ်ချင်ခဲ့ကြောင်းစီဆူကသူမကိုယုံကြည်ခဲ့ပေမဲ့ရာရာကမယုံကြည်ခဲ့လို့စီဆူတေရတာဖြစ်ပြီးရာရာလည်းသူမလိုပဲတာဝန်ရှိတယ်လို့ပြောလိုက်တဲ့အခါရာရာတတိဝင်လာခဲ့ပါတယ်သူမရဲ့တငယ်ချင်းတွေမိစ္ဆာရန်ကနေလူတွေကိုကေတင်ဖို့ရုန်းကန်နေရတာကိုမြင်တော့ရာရာဟာဒေါသတွေကိုစွန့်လွတ်ပြီးအားလုံးကိုဝိုင်းဝန်းကူညီကနာမာရီလည်းအမုန်းတရားတွေကိုဖေထားပြီးလိုက်လံကူညီခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့အားလုံးဟာမိစ္ဆာရီဝိုင်းရံထားတဲ့6နှစ်ကြီးတစ်ခုတည်းပိတ်မိသွားပြီးကြောက်တုံးတွေရဲ့မှုဆွမ်းအားကလည်းမိမိန်လာပါတယ်ရာရာဟာစီဆူပြောခဲ့တဲ့ယုံကြည်ခြင်းဟာတကယ်အမှုဆန်မှုပဲဆိုတဲ့စကားကိုတတိယသွားပြီးတယောက်ကိုတယောက်ယုံကြည်ကြဖို့ပြောကပထမဆုံးခြီလန့်အဖြစ်သူမရဲ့ကြောက်တုံးအစကိုနာမာရီလက်ထိထိပြီးကြောက်ရွံ့အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဘွန်တူနီမြောက်တွေကလေသူတို့ရဲ့ကြောက်တုံးတွေကိုနာမာရီကိုပေးအပ်ပြီးကြောက်ရွံ့အဖြစ်ခံယူခဲ့ကြကနာမာရီဟာမျက်ရည်တွေနဲ့အတူသူတို့ရဲ့နောက်ဆုံးစွန့်လို့အနစ်နာခံမှုကိုကြည့်ပြီးကြောက်တုံးအစအားလုံးကိုစုစည်းကရာရာရဲ့ကြောက်ရွံ့လက်ကိုကိုင်ရင်သူမကိုယ်တိုင်လေကြောက်ရွံ့အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်အချင်းချင်းယုံကြည်မှုကြောင့်ကြောက်တုံးအစအားလုံးတသားတည်းဖြစ်သွားတဲ့အခါပြင်းထန်တဲ့မှုအလင်းတန်းကြီးထွက်ပေါ်လာပြီးဒရုန်းမိတ်ဆာအားလုံးကိုဖျက်ဆီးပစ်လိုက်ပါတော့တယ်ကဘာအနှံ့မှုလိုင်းကြီးဖြန့်ကျက်သွားပြီးကြောက်ရွံ့ဖြစ်နေတဲ့လူသားတွေနဲ့နဂါးတွေအားလုံးအသက်ပြန်ရှင်လာခဲ့ကြက6သွေးနေတဲ့မိချမ်းပြင်ကနေစီဆူလေးပြန်လေမွေးဖွားလာခဲ့ပြီးမိသားစုနဲ့ပြန်ဆုံတွေ့ရလို့ဝမ်းသာသွားခဲ့ပါတယ်နောက်ဆုံးမှာတော့နှလုံးသားအဆွေလက်သေးကြော်ယူနဲ့အမီးမျိုးနွေစုအားလုံးကအမုန်းတရားတွေကိုမိဖြောက်ပြီးကူမန်ဒရာနိုင်ငံတို့ကြီးကိုစီလုံးညီညွတ်စွာနဲ့ပြန်လည်တည်ဆောက်ကြပါတော့တယ်